လုံးပဲပြီးမှတ်တရေကားကိုကြည့်ဘူးကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒီနေ့ကတော့ဒီပြီးမှတ်တရေကားတွေကမဲနဲ့ရှိတဲ့ကျောင်းဆောင်ကိုတွားရောက်ပြီးတော့လေ့လာခဲ့ပါတယ်ဒီကျောင်းဆောင်ကကျတော့ Onut Busy ရှေ့နားလေးမှာရှိရပေါ့နော်ဒီကိုဆိုလို့ရှိရင်အဓိက local ပေါ့နော်ထိုင်းလူမျိုးတွေပဲအဓိကလာပြီးဆူတောင်းကြရတယ်အမြဲတမ်းလူစီကားနေတဲ့နေရာပေါ့နော်အဓိကမနက်ပိုင်းတွေလာကြတာများတယ်သူကဘုန်းကြီးကျောင်းဝင်းထဲမှာရှိရဘုန်းကြီးကျောင်းဆောင်တွေလည်းရှိရဆူတောင်းလို့ရတယ်ဖရားလည်းရှိရခါလေးကျရင်လိုပွဲတော်ရက်တွေဆိုလို့ရှိရင်ပြဆက်ကနေရာတွေလည်းရှိမယ်ဒီဝင်းထဲမှာအစားအသောက်တွေလည်းစုံစုံလင်းလင်းstreet food တွေပေါ့ဝယ်ပြီးတော့စားလို့လည်းရတယ်ငါးစာကျွေးကျင်တဲ့လူတွေငါးစာကျွေးကျင်တဲ့လူတွေလိမ့်လေးဖားလေးငါးလေးလွှတ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီကျောင်းဝင်းထဲမှာတနေရာထဲမှာအစုံလုပ်လို့ရတယ်ပေါ့နော်ဒီငါးစာကျွေးဖားစာကျွေးတွေကတော့10 20 30အဲ့ဒီဝင်းကျင်လေးပဲအဓိကလူတွေကဒီနေရာမှာဘာလို့ဆုတောင်းကြလဲဆိုလို့ရှိရင်အချစ်ပေါ့နော်အချစ်ရေးပြီးတဲ့အခါမှာလူမှုရေးစီးပွားရေးကလေးရရှိဖို့စသဖြင့်ဆုတောင်းကြရတယ်ပြီးတဲ့အခါမှာပြီးတော့အဓိဋ္ဌာန်တွေလည်းပြုလုပ်ကြရတယ်ကိုဒိဋ္ဌာန်ထားရအောင်မြင်သွားရင်အင်ကြီးလေးတွေပဝါတွေဝတ်စုံတွေ jewelry တွေလာပြီးဆက်တာပါမယ်ပေါ့နော်အဲ့လိုမျိုးတွေဒိဋ္ဌာန်တွေနဲ့လာကြတယ်တော်တော်လေးလဲဆူတောင်းပြည့်ပြောတယ်ပြီးတော့ဒီနှလုံးထီသုံးလုံးထီထိုင်းထီနံပါတ်တွေကိုလည်းသူ့စီမှာဒီကြက်ဥပုံလေးတွေကနေနှိုက်ပြီးတော့ထိုးလို့ရတယ်ထီတွေလည်းအများကြီးရှိတယ်မေရောကိုဆက်သားတဲ့ပစ္စည်းတွေကတော့သူတို့စီမှာရောင်းတဲ့ပစ္စည်းတွေကိုပဲဆက်သားလို့ရတယ်ပေါ့နော်ဒီဝင်းထဲကိုရောက်တာနဲ့လေဒီနားကိုရောက်တာနဲ့ feeling တစ်မျိုးအရန်ကိုခံစားရကွာ something ပေါ့တခုခုရှိနေဆွဲခံစားချက်ကဒီနေရာကိုရောက်တာအမြဲခံစားရတယ်ဒါပေမဲ့ဒီအထဲအထိဝင်ခွင့်ကိုအရင်တော့မရဘူးဒီနေ့ပွဲတော်ရှိလို့ပဲလာဒါမှမဟုတ်လာတဲ့အချိန်ကြောင့်လားမသိဘူးဒီနေ့ဝင်လို့ရသွားတယ်ဝင်လို့ရသွားတော့ဝင်လေးလာကြည့်ရပါတော့အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီကြက်ဥလေးလဲနှိုက်ပြီးတော့ကနန်း3လုံးလဲနှိုက်ခဲ့ပါသေးရဲ့ဒီပါတဲ့ခဏန်းလေးကတော့အဲ့ခဏန်းကိုဆွေရွာကြတော့ဒီထီးတဲ့ဒီမှာသွားပြီးတော့ဒီခဏန်းလေးပါတဲ့ထီကိုသွားထိုးကြတာပေါ့လေပြီးမှနဲ့မဲနဲ့ရဇလန်းကြတော့လေ1990နဲ့အထက်ဝင်းကျင်နေရာမှာမွေးတဲ့သူတွေကြားထဲမှာဆိုတော့အရန်အောင်နာမည်ကြီးရဲ့တကယ် legendary အချစ်ဇလန်းပေါ့နော်ဒီရုပ်ရှင်ကားလေးကိုမြန်မာပြည်မှာတော့လည်းဆွေတို့ကြည့်ဘူးတယ်ဒီကားလေးထွက်လာတော့လေအရန်ဟိုမှာတကယ်ဟာထီပြီးတော့တကယ် legendary အချစ်ဇလန်းပဲအဲ့တော့ဒီနေရာကိုရောက်ဘူးကျင်နေတာဒီနေ့မှပဲရောက်တော့တယ်ပထမတစ်ခါသွားသေးတယ်သွားတော့ကအထဲထိဝင်လို့မရအထဲဒီကျောင်းဆောင်ဝင်းကျင်ဖျားပရဝင်နေဖျားချူခွဲနေရငါးစာကျွဲနေရတယ်ဝင်လို့ရဒါပေမဲ့အဲ့ဒီပြီးလာမဲနိုင်ရှိတဲ့ကျောင်းဆောင်ဘက်ကိုကျတော့အမှောင်ချထားပြီးတော့လေကြောက်စရာကြီးအဲ့နေရဝင်လို့မရဘူးအခုဒီနေ့မှဝင်လို့ရခဲ့တာအားကြောင့်အားလုံးကိုလည်းဒီပေါ့နော်ဘူတုဒအနေနဲ့ကြည့်လို့ရအောင် share ပေးလိုက်ပါတယ်အယုံကြည်ရှိ